Diga Soundia make a salamado, the Nelly, quite a bit your channel, General Dioma Soundia make a salama, Florian Wisco page in it. But all this all. Chizama Piana, Dame, the Buemaro, a little bit Samaria, the cool Piana of Florian Wisco page Mare. ကျွန်တော်ကတော့ကီးပလေယာတွေထက်ဒီပွဲမှာအဓိကစောင့်ရမယ်ကစားသမားကတောင်မန်ကစားသမားဒိုဂူဖြစ်လိမ့်မယ်လို့ထင်တယ်အဓိကသဘောကျတာကဒိုဂူနဲ့တစ်ဖက်ကကွန်နာဘရက်ဒီတို့ရဲ့အရှင်ပြိုင်မှုကိုပို့ပြီးတော့ကီးပွိုင်းဖြစ်ကြည့်ကျင်တယ်ဆိုတော့ဒိုဂူကတော့ဒီပွဲမှာအဓိကစောင့်ရမယ်ကစားသမားအာလင်ဟာလန်ကဂိုးတွေအများကြီးသွင်းနေတာဟုတ်ပေမဲ့အာလင်ဟာလန်ဒီလိုဂိုးတွေသွင်းဖို့အတွက်တကယ်တမ်းဖန်တီးပေးရမယ်ကစားသမားတွေထဲမှာတော့ဒိုဂူကထိပ်ဆုံးအားရှိလိမ့်မယ်လို့ထင်တယ်ဒိုဂူကိုအဓိကစောင့်ကြည့်ရလိမ့်မယ်လို့ထင်ပါတယ်ရှင်းပါတယ်ဒါကတော့အားလုံးပြောနေကြတဲ့မန်စီးတီးရဲ့ကိုတင်ဆက်ဟာလန်ပါပဲဟာလန်ကဒီရာသီပြိုင်ပွဲစုံမှာဂိုးမသွင်းနိုင်တဲ့ပွဲကနိုင်ငံနဲ့ကလပ်အတွက်2ပွဲပဲရှိထားတယ်အဲ့တော့ဟာလန်ဂိုးသွင်းတယ်မန်စီးတီးနိုင်တယ်ဒါပုံမှန်ဖြေဦးဖြစ်စင်နေလို့ပဲပြောရမယ်အဲ့တော့ဒီပွဲမှာလည်းဟာလန်အသွင်းဂိုးတွေဆက်မြင်ရမယ်ထင်တယ်ဟာလန်ကိုပဲစောင့်ကြည့်ကြပါတယ်အစောပိုင်းမှာကျွန်တော်လီဗာပူးကိုစောင့်ကြည့်ခြင်းနဲ့လီဗာပူးဘက်ကရှိနေတယ်လို့ကျွန်တော်ပြောပြီးတဲ့နောက်မှာတော့ဒါလီဗာပူးကစားသမားတူကိုပဲကျွန်တော်ထပ်ပြီးတော့ရွေးထုတ်ချင်ပါတယ်ဒါကတော့ Super Slime ပါ Super Slime ဒီရာဒီဖြတ်တန်းထားတဲ့စွမ်းဆောင်ရည်အသင်းကိုအကောင်းဆုံးကြိုးပမ်းပေးနေတဲ့ပုံစံတွေကလုံးဝအမျက်ကွယ်ပြုလို့မရဘူး Super Slime ကတေကန်ဘောပဲဖြစ်ဖြစ်အသင်းရဲ့ open play နဲ့ပဲဖြစ်ဖြစ်အသင်းကိုအကောင်းဆုံးအကျိုးပြုမှုရဲ့သူဆိုတာတော့မလွဲခဲ့ပါပဲဗျစောင့်ကြည့်ခြင်းတဲ့ကစားသမားကတော့ဒါဟာလန်ပါပဲရိုးရှင်းပါလေကျွန်တော်အတွေ့ရတော့ဒါနှစ်သိန်းလုံးမှာပို့ပြီးထူးထူးခြားခြားလောက်ပြနေတဲ့ကစားသမားထိရသိရခတ်နေတဲ့ကစားသမားဒီချက်ကပဲဟာလန်ကိုကျွန်တော်အဓိကစောင့်ကြည့်ရမယ့်ကစားသမားအဖြစ်ရွေးချင်ပါတယ်အားလုံးပြောနေကြသလိုပဲထိတ်ဆုံးကပြေးနေတဲ့အာဆင်နယ်ကိုအမီလိုက်ဖို့တာဝန်ကိုဘယ်သူယူမလဲဂွာဒီယိုလာလားအာနီစလော့လားဒီပွဲမှာအဲ့ဒါကိုအဓိကကြည့်ချင်တယ်မန်စီးတီးနိုင်သွားရင်အာဆင်နယ်ကိုလိုက်ပြီးတော့တရားစီလုံးချန်ပီယံကွန်တန်တာအနေနဲ့နောက်ကနေလိုက်ဖိအားပေးမဲ့တာဝန်ကိုဂွာဒီယိုလာနဲ့မန်စီးတီးယူရလိမ့်မယ်အာနီစလော့နဲ့လီဗာပူးသာမထင်မှတ်ပဲတစ်ခုခုလှုပ်ပြနိုင်ခဲ့အဲ့တာဝန်ကသူတို့စီရောက်လာမယ်ဆိုတော့ဒီပွဲမှာဘယ်သူနိုင်သွားမလဲအာဆင်နယ်ကိုဖိအားပေးမဲ့တာဝန်ကိုဘယ်အသင်းဆက်လိုက်သွားမလဲဆိုတာကိုတော်တော်စိတ်ဝင်စားပြီးဒီပွဲမှာအဲ့ဒါကိုအဓိကကြည့်ချင်ပါတယ်ဒီပွဲမှာဘယ်အချက်ကကီးပွိုင်းဖြစ်လာမလဲဆိုရင်တော့မန်စီးတီးဘယ်လိုကစားမလဲဆိုပုံမှာအဓိကကြည့်ရမယ်ထင်တယ်မန်စီးတီးလက်ရှိပုံစံအတိုင်းပဲသွားမယ်ဆိုရင်တော့လီဗာပူးရဲ့ဒီကစားနေကြပုံစံနဲ့အကြိုက်သေးကိုဝင်သွားရင်လီဗာပူးရလက်ကောင်းနိုင်တယ်အဲ့လိုမှမဟုတ်ဘဲနဲ့လီဗာပူးအငိုက်ဖမ်းပြီးတော့ဟာလန်ကိုတည်ပြီးတော့ဟာလန်စီကိုတိုက်ရိုက်ကွင်းလည်ကနေဘောလုံးပေးပို့တာတွေမထင်မှတ်တဲ့ဒီ transition တွေနဲ့သွားတာမျိုးတွေလုပ်မယ်ဆိုရင်တော့မန်စီးတီးအခြေအနေကောင်းနိုင်တယ်ကျွန်တော်ကတော့မန်စီးတီးရဲ့ကစားဟန်ကဒီပွဲမှာအဓိကကီးပွိုင်းဖြစ်လာမယ်လို့ထင်ပါတယ်โอเคပါဒီပွဲမှာဘာကီးပွိုင်းဖြစ်မလဲဆိုတော့နှစ်သင်းလုံးရဲ့ပွဲကိုခင်းကျင်းလာတဲ့ပြင်ဆင်လာတဲ့နီးပြူဟာတွေကကီးပွိုင်းဖြစ်လိမ့်မယ်လို့ထင်တယ်ဒီတပွဲစာအလိုက်နှစ်သင်းလုံးမှာမတူညီတဲ့အားသာချက်တွေအားနည်းချက်တွေကိုစီရှိတယ်ဒီဟာကိုဘယ်အသင်းကချိုးဖျက်သွားနိုင်မလဲဘယ်အသင်းကအခွင့်အရေးယူသွားနိုင်မလဲမန်စီးတီးကသူတို့အားသန်နဲ့ဒါ play တွေနဲ့ကောင်းအောင်ကစားဖို့လိုတယ်တစ်ဖက်ကလီဗာပူးအသင်းကလည်းသူတို့အားသန်နဲ့ transition တွေBrazil နေနဲ့ကောင်းကောင်းကစားဖို့လိုတယ်ဆိုတော့ဒီပွဲကနီးပြူဟာပိုင်းဆိုင်ရာအရန်ကိုကြည်ကောင်းမဲ့နီးပြူဟာတိုက်ပွဲကီးပွိုင်းဖြစ်လိမ့်မယ်လို့ထင်ပါတယ်ဒီပွဲမှာအဓိကကတော့ဒါတိုက်စစ်ပိုင်းစွမ်းဆောင်ရည်ကတော့အဓိကဖြစ်လာမယ်လို့ထင်တာပါပဲဒီနှစ်မှာဘောလုံးရသည်ကျွန်တော်ပြန်စားတဲ့အခိုက်အတန့်မှာလီဗာပူးတင်းရဲ့ခံစစ်ပိုင်းရုံမှုတွေရှိတယ်ပြီးတော့ Manchester City တင်းကလည်းရာသီအစပိုင်းမှာရုန်းကန်ခဲ့ရတဲ့အပိုင်းတွေရှိတယ်ဆိုတော့ဒီတစ်ဖက်ကအာလင်ဟာလန်တစ်ဖက်က AKTK ဆာလာဒီလိုကစားသမားတွေရဲ့တိုက်စစ်ပိုင်းကပဲအဓိကကီးဘက်တွေဖြစ်လာမယ်လို့တော့ထင်ပါတယ်ကီးပွိုင်းကကျွန်တော်တို့ဒီပွဲမှာရှုံးသွားခဲ့တဲ့အသင်းကချန်ပီယံတိုင်တယ်ကနေထွက်သွားနိုင်တဲ့ဟာကီးပွိုင်းပဲကျွန်တော်တို့တော့ဘာကြောင့်လဲဆိုတော့အာဆင်နယ်နဲ့အမှတ်အများကြီးกว่าသွားလိမ့်မယ်အဲ့တော့နှစ်သင်းတစ်သင်းထွက်ရမယ့်ဟာပေါ့နော်အဲ့တော့အားကြောင့်တည်ရကြမယ်လို့ကျွန်တော်ထင်တယ်အဲ့တော့ key point ကကျွန်တော်တို့အဓိကတခြားအရာတွေထက်ဒီပွဲရှုံးတဲ့အသင်းကချန်ပီယံပြေးတဲ့ကနေလစ်ပြီးတော့ကျွန်တော်ပြောချင်တယ်ပေါ့နော်ဒီပွဲမှာဘယ်အသင်းကိုပိုကြိုက်လဲဆိုရင်တော့နှစ်သင်းကဒီရာသီစွမ်းဆောင်ရည်အရန်ကြီးမကွာဘူးဆိုပေမဲ့တူးချင်းတွေမှာတော့ဟာလန်ကတိတတာကြီးကိုတာနေပေါ့နော်လီဗာပူးကပုံမှန်ဆိုရင်တော့ဆာလာကိုမိခိုပြီးတော့ဆာလာရဲ့သွင်းကိုတွေနဲ့မြင်နေကြတွဲမြင်နေကြတယ်ဒါပေမဲ့ဒီရာသီမှာဆာလာကထင်လောက်ချေတော့မပြနိုင်ဘူးဟာလန်ကကြတော့ဒီရာသီမှာတော်တော်ကိုကြမ်းထားတယ်ပရီးမီးယားလိမှာလည်း10ပွဲမှာ10ပွဲဂိုးသွင်းတယ်13ဂိုးသွင်းထားတယ်ချန်ပီယံလိမှာလည်းပွဲတိုင်းဂိုးသွင်းထားတယ်ဆိုတော့ဒီပွဲမှာခံစစ်ကြောင်းတည်ငြိမ်မှုနည်းနည်းလေးဒီရာသီမှာညော့နေတဲ့လီဗာပူးကိုဒါအိရှင်မန်စီးတီးနိုင်သွားမယ်လို့ထင်ပါတယ်ဒီပွဲမှာတော့ကျွန်တော်ကဧည့်သည်လီဗာပူးတင်းကိုပို့ပြီးတော့တတိထားစောင့်ကြည့်ခြင်းနဲ့ပို့ပြီးတော့သဘောကျနေပြီးပါတယ်အနီးကဆုံးဒါ Real Madrid တင်းကို Champions League ပွဲမှာနိုင်ခဲ့တဲ့ပွဲမှာအထင်ကြီးစရာကောင်းတဲ့စွမ်းဆောင်ရည်မျိုးပြသနိုင်ခဲ့တဲ့လီဗာပူးကိုတော့ဒီပွဲမှာပို့ပြီးတော့သဘောကျပါတယ်
ဒီပွဲတော့နည်းနည်းတော့ခက်တယ်နော်ဘာကြောင့်လဲဆိုတော့ဒီတွေးဆုံမှုတွေကျွန်တော်ကြောင့် Man City က Liverpool ကိုမနိုင်တာ၄ပွဲရှိသွားပြီအဲ့တော့ Guardiola ရဲ့ဒါ revenge ကိုမြင်ရမလားဆိုတာစဉ်းစားမိတယ်ဒါပေမဲ့ကျွန်တော်တယောက်တည်းအမြင်ရဆိုတော့ Liverpool ရဲ့လက်ရှိခြေစွမ်း Real နဲ့ပေါ်ပြန်ကောင်းလာတယ်အဲ့တော့ Liverpool တေလောက်ရသွားမယ်လို့ထင်ပါတယ်ကျွန်တော်တော့ 1-1 လောက်ဖြစ်မယ်လို့ထင်ပါတယ် ဒီပွဲကတကယ်ကိုစိတ်ဝင်စားဖို့ကောင်းတဲ့ပွဲမနစ်က Man City ကအိမ်ကွင်းမှာ Liverpool ကိုရှုံးထားတယ် 2-0 နဲ့အဲ့ဒါက Guardiola လက်ထက်မှာပထမဆုံးရှုံးတာ9နှစ်လောက်အတွင်းမှာပထမဆုံးရှုံးတဲ့ပွဲ Man City က Guardiola လက်ထက်မှာရှေ့မှာ10နှစ်စက်တိုက် Liverpool အိမ်ကွင်းမှာလုံးဝမရှုံးဘူးမနစ်ကမှစရှုံးခဲ့တယ်ဆိုတော့ဒီနှစ်တော့အဲ့ဒါကိုပြန်ပြီးတော့ revenge ပြန်လုပ်နိုင်မယ်ထင်တယ် Haaland ရဲ့အသွင်းဂိုးတွေကလည်းရက်တက်လို့မရအောင်ဆိုတော့ဒီနှစ် Man City နိုင်သွားမယ်ထင်တယ် Man City 2-1 လောက်နိုင်မယ်ထင်ပါတယ် Man City ကိုပိုသဘောကျတယ်အင်ရှင်လည်းဖြစ်နေတာပါတယ်ပြီးခဲ့တဲ့200ဒီဇက်မနိုင်တာလည်းပါတယ်ပြီးတော့ Guardiola ဒီပွဲမှာမနိုင်ရင် Champion Title Race တွေကထွက်သွားနိုင်ကြီးများတယ်တော့ Liverpool သဘောကျတာလည်းပါပါတယ်ဒါပေမဲ့လည်းကျွန်တော်ကတော့ Man City ကိုပို့ပြီးတော့ကြိုက်တယ်အင်ရှင်လည်းဖြစ်နေရလဲပါလိမ့်မယ် Man City တခုခုလှုပ်ပြလိမ့်မယ်လို့ထင်တယ် Man City နိုင်လိမ့်မယ်လို့ထင်တယ်